တခါစားရင်တသက်မမေ့စီမဲ့ကောင်းငင်းတောင်မမောင်တခါစားကြည့်လိုက်တာနဲ့နောက်တစ်ခါချက်ကျွေးဖို့တောင်းဆိုခံရတဲ့ကောင်းငင်းတောင်မမောင်လုံနည်းလေးကိုဒီနေ့မှကျွန်တော်ကပြောပြပေးသွားပါမယ်ကောင်းငင်းရတာနဲ့ကြက်သားရဲ့ပေါင်းဆက်မှုကလိုက်ဖက်မှုရှိတဲ့အပြင်အရသာတဲ့ရှယ်ကိုကောင်းတာမလို့လုံနည်းလေးကိုတစ်ချက်လောက်ကြီးစုပေးကြပါအောင်ဗျပထမဆုံးကြက်တော့မန်တွေကိုဟင်းခတ်အမွေးကြိုင်တွေစိတ်ဝင်လွယ်သွားအောင်လို့အခုလိုမျိုးလေးအစင်းရလေးပေးလိုက်ပါပြီးရင်တော့ဂျင်းကြက်သွန်မိတ်စားငရုတ်ကောင်းမုံနဲ့ဟင်းချက်ဝိုင်ဘဲငယ်မြရဲ့အကြီးဘဲငယ်မြရဲ့အနောက်ခယူစီတို့ထည့်ပြီးတော့တမအောင်နေပြီးက15မိနစ်ခန့်နှက်ပေးထားပါမယ်ပြီးရင်တော့ရေတညစိန်ထားတဲ့ကောင်းငင်းစံတွေကိုဘဲငယ်မြရဲ့အနောက်အနေငယ်နဲ့ဟင်းချက်စီတစုံထည့်ပြီးတော့အယောင်လေးလှသွားအောင်လို့နေပေးထားပါပြီးရင်တော့ခုနနဲ့ထားတဲ့ကြက်တောင်မန်တွေကိုကောင်းငင်းစံနေနဲ့ကတ်အောင်လို့လူပြီးတော့ပကံထဲမှာစီပေးရပါမယ်အလားစိန်မှုတွေပြောင်းမှုစိတ်လေးတွေကိုလည်းဂျားထဲမှာညှက်ပြီးတော့ထည့်ပေးထားပါပြီးရင်တော့ရေနွေးစုနေတဲ့ပေါင်းအိုးထဲမှာမိနစ်30ခန့်ထည့်ပေါင်းပေးရပါမယ်ကောင်းချင်းလေးနူးညံ့ပြီးတော့ကြက်သားအနက်လေးတင်းလာပြီဆိုရင်တော့အပေါ်ကနေကြက်သွန်မိန်နဲ့ငရုတ်သီးလေးတွေကိုဖြူးပေးလိုက်မယ်ဆိုရင်ကောင်းချင်းစီးစီးလေးနဲ့အရသာရှိတဲ့ကောင်းချင်းတောင်ပံပေါင်းလေးကိုရရှိပြီးဖြစ်ပါပြီအပြင်ဘက်ကစီးပိုင်နေတဲ့ကောင်းချင်းနဲ့အတွင်းကနူးနေတဲ့ကြက်သားအရသာပေါင်းဆက်ထားတာမလို့တခါစားဖို့ရင်တသက်မမိနိုင်စီတာမလို့အင်ရှင်မေမျိုးလဲကြိုင်းနေတတ်တယ်ဆိုရင်အိမ်မှာအခုလိုလေးလှူစားကြည့်ကြပါဦးနော်